လူသူမနီးတဲ့တောနက်ထဲမှာနှစ်ပေါင်း90ကြာအောင်မြေပုံပေါ်ကပျောက်ကွယ်နေတဲ့ရွာတွေရွာရှိတယ်ဆိုရင်တင်ယုံမလားအဲ့ဒီရွာကနေဖိတ်စာတစ်စောင်ရောက်လာခဲ့ရင်ရောတင်သွားကြည့်မိမလားစိုးသူဟာမြို့ပြမှာနေထိုင်တဲ့တာမန်လူငယ်တစ်ယောက်ပါတရက်မှာတော့သူ့အိမ်ရှိကိုနာမည်မပါတဲ့ parcel ထုလေးတစ်ခုရောက်လာခဲ့တယ်အထဲမှာတော့ရှေးဟောင်းလက်ရည်နဲ့ရေးထားတဲ့ဖိတ်စာတစ်စောင်နဲ့ထူးဆန်းတဲ့တသားတိတ်တာအမဲလေးတစ်လုံးဖိတ်စာထဲမှာတော့မင်းရဲ့အဖိုးပိုင်ဆိုင်ခဲ့တဲ့အမွေးတွေကိုလာယူပါတဲ့စိုးသူဟာငငယ်ကလေးကပျောက်ဆုံးနေတဲ့အဖိုးရဲ့သဲလွန်စာကိုတီးချင်တာကြောင့်တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ထက်အောင်နဲ့နီနီတို့ကိုခေါ်ပြီးမြေပုံအတိုင်းတောနက်ထဲကိုထွက်လာခဲ့ကြပါတယ်သူတို့တောအုပ်ထဲရောက်တဲ့အခါလမ်းမှာတွေ့တဲ့ရွာသားတယောက်ကိုမော်ဝင်းအန်ရွာအကြောင်းမေးကြည့်ခဲ့တယ်အဲ့ဒီလူကမျက်နှာပြတ်သွားပြီးအဲ့ဒီရွာကလွန်ခဲ့တဲ့နှစ်ပေါင်း90ကတည်းကမြေပုံပေါ်ကပျောက်သွားပြီးဘသူသွားပြန်မလာကြဘူးအခုချက်ချင်းပြန်လဲကြပါလို့တတိဖေးခဲ့တယ်ဒါပေမဲ့စိုးသူတို့ကတော့ဒါကိုပုံပြင်းလိုပဲထင်ခဲ့ကြတယ်ညနေဆောင်မှာတော့သူတို့ဟာမြူရီပိတ်နေတဲ့တောင်ကြားတွေကရွာဟောင်းကြီးကိုတွေ့လိုက်ရတယ်ရွာသားတွေကအဖြူရောင်ဝတ်စုံတွေနဲ့သူတို့ကိုဖော်ဖော်ရွရွကြိုဆိုကြပေမဲ့တခုခုတော့မားနေတယ်လို့ပဲသူတို့အားလုံးကမျက်တောင်မခတ်ကြဘူးအပလုံးတွေကလည်းတောင်းကြီးတွေထက်နေတယ်ညစာစားတဲ့အချိန်မှာတော့ထက်အောင်ကဟင်းအိုးတွေကနေလူလက်သေးခွန်းတစ်ခုကိုခက်ရင်းကထိုးမိလိုက်တဲ့အခါမှာတော့သူတို့အားလုံးထွေးပြတ်သွားကြပါတော့တယ်ညတန်းခေါင်မှာစိုးသူဟာအိမ်အောက်ထပ်ကထူးဆန်းတဲ့အထံတွေကြောင့်ဆင်းကြည့်မိရာကနေရောက်နေတဲ့နေရာကလူနေတဲ့ရွာမဟုတ်ပဲတရေရွာမှန်သိလိုက်ရတယ်။ရွာသားတွေဟာလွန်ခဲ့တဲ့နှစ်90ကကတ်ယောဂနဲ့သေဆုံးခဲ့ကြသူတွေဖြစ်ပြီးသူတို့ရဲ့ဝိညာဉ်တွေတည်မြဲဖို့အတွက်လူသားတွေကိုရစီပူဇော်နေကြတာပါ။စိုးသူရဲ့အဖိုးလာလည်းဒီရွာမှာပဲအစတည်းခံခဲ့ရတာဖြစ်ပါတယ်။အခြေအနေကိုသိသွားတဲ့စိုးသူတို့အဖွဲရွာထဲကနေအတက်လူထော့ပြေးကြပါတယ်။ဒါပေမဲ့ရွာသားတွေရဲ့မျက်နှာတွေကအရေးပြားတွေလျှော့ကျလာပြီးကြောင်းမဖွယ်တရေထပတ်တီအဖြစ်ပြောင်းလဲသွားတယ်။ထက်အောင်ဟာအမောင်ထဲမှာဖန်ဆီးခြင်းခံလိုက်ရပြီးအော်ဟစ်တန်နဲ့အတူပြောက်ွယ်သွားတယ်။စိုးသူနဲ့နီနီတို့လည်းတောအုပ်ထဲမှာတရွတ်တိုင်ဆွဲတန်တွေကြားကနေအသေးသန်းပြေးခဲ့ရတယ်။မိုးလင်းခါနီးမှာတော့စိုးသူတယောက်တည်းကားလမ်းမှာပေါ်ဖို့အသက်ဘေးကလွတ်မြောက်လာခဲ့ပါတယ်။နီနီလည်းပျောက်ဆုံးသွားခဲ့ပြီ။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့စိုးသူစပယ်ပေါ်မှာအဲ့ဒီတိတ်တာအမဲလေးကပြန်ရောက်နေခဲ့တယ်။အထဲမှာတော့နီနီရဲ့လက်ဆွက်လေးနဲ့အတူနောက်ထပ်ဖိတ်စာတစ်စောင်အဲ့ဒီစာထဲမှာတော့မင်းပစ္စည်းတစ်ခုကြံခဲ့တယ်ငါတို့လာပေးမယ်တဲ့အဲ့ဒီအချိန်မှာပဲစိုးသူရဲ့အိမ်တကားစီကနေတောက်ဆိုတဲ့တကားခောက်တန်ကြီးကထွက်ပေါ်လာတော့တယ်